တော့ထိုင်းစားပဲပါနော်ထိုင်းထိုးလာတဲ့မင်းသားကြီးတော်ထောက်လိုက်ပြီကိုကျုံကိုမားတယ်မင်းသားကြီးကိုမင်းသားကြီးစားပဲနော်ကိုမင်းသားကြီးခုံထိုးတယ်ထိုင်းရလဲဟာဟုတ်စီထိုင်းစားပဲပါနော်မကတော့5ဖိုးပါထိုင်းထိုးလာတယ်ขวาครับยังเปิดได้ကိုရပါကိုမင်းသားကြီးရိုက်ဟောပါနော်မကတော့ဖိုး5ပဲနော်ကိုမင်းသားကြီးစားပဲပါနော်ကိုမင်းသားကြီးခုံလို့ပြီရတယ်နော်မကတော့5 over ထိုင်းစားပဲပါထိုင်းထိုးမယ်မကတော့5 over ပဲကိုကျမို့ဒီလိုက်ကျမို့မားလာတယ်လိုက်ကောင်းပါလေထိုင်းစားပြီမှာထိုင်းထိုးလာတယ်ဒီမျိုးကြီးမားလာတယ်ကောင်းပါနော်ဟာเข้าครับဒီမင်းသားကြီးစားပြီမှာနော်ဟူးပေါက်သွားပြီနော်ကိုမင်းသားကြီးစားပြီပေါက်သွားတော့5ပါမှားတာမင်းသားကြီးစားပြီမှာပဲလိုက်ခုံထိုးတယ်လိုက်သားမယ်ပါခုံတော့လေအဲ့5ပါဒီလိုက်သားမယ်ပါနော်ဒီလိုက်ထိုးတယ်မကတော့9 5ဖြစ်သွားပါပြီနော်လိုက်သားမယ်ပါနော်လိုက်ခုံထိုးမယ်နော်အောက်ပြန်ပြီနော်ကိုမလိုက်ခုံထိုးတယ်လောက်တယ်နော်လိုက်စားပြီပါဝဲအောက်ပြန်ပြီနော်5ပါမှကတော့နာမခါစားပြီအတစားပြီပါနော်ထိုးလာတဲ့ကိုကျိုးကြီးပြီးသွားပြီဝီမာလာတဲ့ကိုမလိုက်ကြီးဟောပါနော်ကိုမလိုက်ခုံထိုးမယ်နော်ကိုမလိုက်စားပြီပါထိုးလာတဲ့အောက်ပြန်ပြီပေါက်သွားပြန်ပြီနော်မကတော့တွဲ7မှာခုံထိုးပါပဲနော်မင်းနိုင်စားမယ်ပါနိုင်ခုံတွဲတယ်ပေါက်သွားပြန်ပြီနော်ဟုတ်ကိုရအမောက်ရောက်သွားပြီနော်မင်းနိုင်စားမယ်ပါပဲနော်13ခုံထိုးတယ်ဟာဒီလိုက်ကြိုက်တယ်ဟောပါနော်ဒါမခန်းကိုမဟိုလာလူကြီးမိပါပြီလူတင်လာပြီကောင်းပါနော်ကိုမလိုက်ရိုက်တာမလိုက်စားပေးပါရပါနော်ရပါနော်ဝိုက်ဆိုတဲ့မောက်ရပါပြီနော်ကိုမလိုက်စားပေးပါနော်ဝိုက်ဆိုတဲ့မောက်ဒီတစ်လုံးနဲ့ပြီးသွားလားပေါ့နော်ဟုတ်တယ်ပြီးပါပြီပြီးဆုံးတော့ပါပြီနော်မင်းသားကြီးတော့အနာရပါပြီနော်ဟုတ်ပါမလားကိုမင်းသားကြီးခုံထိုးစားပေးနေပဲအဆုံးတက်လိုက်ပါတယ်နော်ကိုမင်းသားကြီးတို့ကတော့အနာရရှိသွားပါပြီ